အခုဒီဗီဒီယိုကျွန်တော်ရိုက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဂျပန်နိုင်ငံကိုရောက်တာတနေ့နီးပါးရှိသွားပြီပေါ့နော်အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်ဒါမြန်မာနိုင်ငံကလူငယ်တွေတော်တော်များများကကျွန်တော်တို့ပြည်ပနိုင်ငံတစ်ခုခုကိုထွက်ဖို့စဉ်းစားနေကြတယ်ဗျာအဲ့ဒီပြည်ပနိုင်ငံအမျိုးမျိုးကိုထွက်ဖို့စဉ်းစားနေကြတဲ့လူငယ်တွေကမှဂျပန်နိုင်ငံကိုသွားဖို့အတွက်စဉ်းစားနေတဲ့လူငယ်တွေကိုကျွန်တော်ဂျပန်နိုင်ငံကိုဘယ်လိုမျိုးအလုပ်ကိုင်နေနဲ့တွားလို့ရလဲဘယ်လိုမျိုး agency တွေကိုရွေးချယ်တဲ့အချိန်ကမှဘယ်လိုမျိုးရွေးချယ်ရမလဲဆိုတာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားခြင်းပါတယ်ပေါ့နော်ဒီနားလေးမှာကျွန်တော်တခုမေတ္တာရက်ခံနေတာကကျွန်တော်ပြောပြမယ်အခုအကြောင်းအရာတွေကကျွန်တော်ကိုယ်တိုင်ဒါဂျပန်သွားဖို့အတွက်လုပ်ခဲ့တော့ကျွန်တော်ရဲ့အတွေ့အကြုံကြီးနဲ့ကျွန်တော်တကယ်လုပ်ခဲ့တဲ့အကြောင်းအရာတွေကိုအရှိခံပြီးတော့မှပြောမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကူနားထောင်နေတဲ့သူနဲ့တခုခုဘောထားချင်းတိုက်ဆိုင်မှုမရှိတာမျိုးပဲဖြစ်ဖြစ်ရှိခဲ့မယ်ဆိုလို့ရှိရင်ဒါအခုကြည့်ရှုနေတဲ့မိတ်ဆွေအနေနဲ့နားလည်ပြီးဖို့ကျွန်တော်ဒီနားလေးကနေပြီးတော့မေတ္တာရက်ခံခြင်းပါတယ်။ Okay ဒါဆိုကျွန်တော်တို့ဂျပန်နိုင်ငံကိုသွားဖို့အတွက်စလိုက်ကြရအောင်။ဂျပန်နိုင်ငံကိုသွားဖို့အတွက်နံပါတ်1အရေးကြီးဆုံးကဘာလို့ထင်လဲမသိဘူးဗျ။ဟုတ်ပါတယ်ဂျပန်စာပါ။ကျွန်တော်တို့ဂျပန်နိုင်ငံကိုသွားဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1အရေးကြီးဆုံးကဂျပန်စာ level ပေါ့နော်။ဂျပန်စာ level ကကျွန်တော်တို့N5 ကနေပြီးတော့မှ N1 ဆိုပြီးတော့မှအဆင့်ဆင့်ရှိတယ်ပေါ့နော်ဒီနားလေးမှာကျွန်တော်တို့စပြီးတော့မှဂျပန်သားလေးလိုက်ကြတဲ့သူတွေအမှားများတာက N5 ကိုကျွန်တော်တို့ level အမြင့်ဆုံးလို့ထင်တာပေါ့နော်အဲ့လိုမျိုးမဟုတ်ပါဘူးဗျဒီလိုမျိုးအပေါ်ကိုမြင့်သွားတာပေါ့နော် N1 က level အမြင့်ဆုံးပေါ့နော်အဲ့လိုမျိုးပြောလို့ကျွန်တော်တို့ဂျပန်သား level က N1 ထိတောင်လိုတာလားဆိုပြီးတော့မေးစရာရှိတယ်ပေါ့နော်အဲ့လိုကြီးမလိုပါဘူးပုံမှန်ဆိုရင်ကျွန်တော်တို့အလုံးနဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော် N4 လောက်ပြီးထားရဆိုလို့ရှိရင်ကိုဒီဂျပန်မှာတော်တော်ကိုပြောတတ်ဆိုတယ်ဗျာနေ့စဉ်သုံးစကားပြောတွေကျွန်တော်တို့ရနေပေါ့နော်N3 လောက်ရှိတာမယ်ဆိုရင်တော့အကောင်းဆုံးပေါ့ဒီနားလေးမှာနောက်တစ်ခုရှိတာကကျွန်တော်တို့အဲ့ဒီ level တစ်ခုရောက်အောင်ဘယ်လောက်ထိအချိန်ပေးပြီးတော့လေ့လာရမလဲပေါ့နော်ဒါကတယောက်နဲ့တယောက်ပေါ်မူတည်ပြီးတော့ကွာခြားသွားရဆိုပေမဲ့ကျွန်တော်တို့ပုံမှန်ပြည့်မြအဖြစ်ပေါ့နော်N5 ကနေပြီးတော့ N4 ထိကိုကျွန်တော်တို့9လ6လဝင်ချင်လောက်နေပေးလို့ရှိရင်ကျွန်တော်တို့လုံလောက်တယ်ပေါ့နော်ကျွန်တော် N5 ကို3လကျွန်တော် N4 ကို3လဒါဂျပန်သားလေးပဲဂျပန်သားအကြောင်းကိုပြင်မှာသင်မလဲပေါ့အခုခေတ်ကကျွန်တော်တို့ online အနေပြီးတော့မှလေ့လာရရတယ်ဗျာ online learning လုပ်ပြီးတော့လေ့လာလေရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဘယ်လိုမျိုးအကြံပြုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘေးနားလေးမှာဒါဂျပန်သားသင်တန်းကျောင်းနေတယ်တက်ဖို့အခွင့်အရေးရရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဂျပန်သားသင်တန်းကိုတက်ဖို့အကြံပေးခြင်းတယ်ပေါ့နော်ဂျပန်သားသင်တန်းရှာရလည်းမခက်ပါဘူးဗျကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အခုလိုမျိုးလက်မျိုးတစ်ချောင်းထောင်ပြီးတော့မှဒီလိုထိုးလိုက်တယ်ဆိုရင်တော့မှအဲ့လိုထိုးလိုက်မိတဲ့နေရာဂျပန်သားသင်တန်းကျောင်းဖြစ်နေဖို့ရာခိုင်နှုန်းအများများပါတယ်အဲ့ဒီလောက်ထိကိုကျွန်တော်တို့နိုင်ငံမှာဂျပန်သားသင်တန်းကျောင်းတွေအများကိုများနေပြီပေါ့နော်အဲ့လေပဲကိုဖိုက်ဖြစ်ဖြစ်ဖိုးဖြစ်ဖြစ်တတိဖြစ်ဖြစ်ကျွန်တော်တခုခုကိုအောင်မြင်သွားပြီဆိုတာနဲ့နောက်တစ်ခုကတော့အလောက်ကန်အခွင့်အလမ်းရွေးချယ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့အလောက်ကန်အခွင့်အလမ်းရွေးချယ်တဲ့နေရာမှာအလောက်ကန်ရွေးချယ်တဲ့နေရာမှာပေါ့နော်ဗီဇာကကျွန်တော်သိသလောက်ဆိုလို့ရှိရင်တော့ဒါ3မျိုးရှိတယ်ပေါ့နော်ဒါပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ဂျီရှူးဆေးလို့ခေါ်တဲ့အလောက်တင်ဗီဇာရဲ့ဒုတိယတစ်ခုကတူကူတေးဗီဇာလို့ခေါ်တဲ့ဒါကျွမ်းကျင်ဗီဇာရဲ့နံပါတ်3ကတော့ work visa လို့ခေါ်တဲ့ကျွန်တော်တို့အထူးဗီဇာပေါ့နော်အဲ့ဒီဗီဇာ3မျိုးရှိတယ်ပေါ့နော်ဒီ3မျိုးထဲမှာမှကျွန်တော်တခုချင်းရှင်းပြပေးပါမယ်ကျွန်တော်နံပါတ်1ကတော့ကျွန်တော်တို့ဂျီရှူးဆေးပေါ့နော်အလုပ်သင်ဗီဇာလို့ခေါ်ပါတယ်ဒီဗီဇာကတော့ဂျပန်နိုင်ငံမှာမြစ်တီအလုပ်ကိုင်ကိုပဲရွေးချယ်အဲ့ဒီလုပ်ငန်းခွင်မှာ3နှစ်စာချုပ်နဲ့ကျွန်တော်တို့3နှစ်ပြည့်အောင်လုပ်ပေးရမှာပဲဖြစ်ပါတယ်ဗျသူကတော့ဂျပန်သားအရေးရှင်းကတော့N5 လောက်တောင်မှတချို့အလုပ်ရှင်တွေက N5 လောက် N4 လောက်တောင်းနေဆိုပေမဲ့တစ်ဖက်ကတကယ်အလုပ်ရှင်ကသဘောကျပြီဆိုလို့ရှိရင်ဂျပန်သားလေတွေတောင်မှမိတ်ဆက်တာလောက်ကိုဒါပြောမိတ်ဆက်တာလောက်ပဲဗျာပြောနိုင်နေဆိုရင်တောင်မှတတိယကြိုက်လို့ရှင်တောင်မှခေါ်တဲ့အစ်စ်မှာသူကတော့ရှင်းပြောရမယ်ဆိုလို့ရှင်တော့ဗျာဂျပန်သားအောင်လက်မှတ်တွေအများကြီးရှိရင်ကောင်းနေဆိုပေမဲ့ဒီဂျီရှူးဆေးဆိုတဲ့အစ်စ်မှာတော့ဂျပန်သားအောင်လက်မှတ်မရှိလေရပါတယ်နံပါတ်1
တခုတည်းဗီဇာကျွမ်းကျင်ဗီဇာပေါ့နော်သူကတော့ကျွန်တော်တို့အနည်းဆုံး GMBD N4 အောင်ရမယ်သူနဲ့သက်ဆိုင်ရာလုပ်ငန်းနဲ့သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်တဲ့စာမှုပွဲတစ်ခုအောင်ရမယ်ဥပမာမိတ်ဆွေကကျွမ်းကျင်ဗီဇာနဲ့သွားကျင်နေဆိုလို့ရှိရင်နံပါတ်1ချက် N4 အောင်ရမယ်နံပါတ်2ချက်ဥပမာမိတ်ဆွေကဂျပန်နိုင်ငံကိုစားတောက်ဆိုင်နဲ့သွားကျင်နေဗျာစားတောက်ဆိုင်နဲ့သွားကျင်နေဆိုရင်စားတောက်ဆိုင်နဲ့ပတ်သက်တဲ့ကျွမ်းကျင်စာမှုပွဲတစ်ခုဝင်ပြရမယ်စားတောက်ဆိုင်ကျွမ်းကျင်အောင်လက်မရဲ့ဆိုတော့ N4 အောင်လက်မရဲ့ဒီနှစ်ခုပေါင်းပြီးတော့မှတခုတည်းဗီဇာကျွမ်းကျင်ဗီဇာလို့ခေါ်တဲ့ဗီဇာကိုရှောက်နိုင်ပါတယ်ခင်ဗျဥပမာမိတ်ဆွေကကျွန်တော်တို့စားတောက်ဆိုင်ကျွမ်းကျင်နေမသွားကျင်ဘူးပေါ့ဗျာကုံထုတ်ပေါ့စက်မှုကုံထုတ်တို့ကျွန်တော်တို့စားတောက်ကုံထုတ်တို့လည်းသွားကျင်နေပေါ့ဗျာအဲ့ဒီလိုမျိုးဆိုရင်တောက်ဆိုင်ကျွမ်းကျင်လက်မှတ်ဒါမှမဟုတ်စားတောက်ကုံကျွမ်းကျင်လက်မှတ်တစ်ခုထည့်ရအောင်ယူပြီးတော့မှအဲ့ဒီနှစ်ခုပေါင်းပြီးတော့မှအဲ့ဒီကျွမ်းကျင်ဗီဇာနဲ့သွားလို့ရပါတယ်သူကတော့မိတ်ဆွေကတစ်နှစ်စာချုပ်နဲ့ဂျပန်နိုင်ငံမှာအလုပ်လုပ်မှာဖြစ်ပါတယ်သူရဲ့အားသာချက်ကဘာလဲဆိုလို့ရှိရင်ရှေ့ကပြောခဲ့တဲ့ဂျီရှူးသေးဗီဇာနဲ့မတူတာကဗျာသူကတစ်နှစ်စာချုပ်ပဲရှိပါတယ်အဲ့ဒီတစ်နှစ်စာချုပ်ပြီးတာနဲ့မိတ်ဆွေကတခြားကိုကြိုက်တဲ့လုပ်ငန်းဝင်တခြားကိုကြိုက်တဲ့မျိုးကလုပ်ငန်းဝင်တွေကိုမိတ်ဆွေကပြောင်းပြီးတော့မှလုပ်ကန်ဝင်ရှိပါတယ်နံပါတ်3ချက်ဝက်ဗီဇာပေါ့နော်သူကတော့တဲ့ဗီဇာ3ခုထဲမှာအမြင့်ဆုံးဗီဇာလို့တော့မှပြောလို့ရတယ်ပေါ့နော်သူရဲ့လိုအပ်ချက်တွေကဘာတွေလိုအပ်လဲဆိုရင်နံပါတ်1ချက်ကျွန်တော်တို့မြန်မာနိုင်ငံကဘွဲတစ်ခုခုရရမယ်ဒီဘွဲတစ်ခုခုရရမယ်ဆိုတဲ့နေရာမှာမိတ်ဆွေကမြန်မာနိုင်ငံကပဲကျွန်တော်စီးပွားရေးနဲ့ပဲကြောင်းပြီးဗျာပထဝီနဲ့ပဲကြောင်းပြီးသမိုင်းနဲ့ပဲကြောင်းပြီးမြန်မာနဲ့ပဲကြောင်းပြီးဘွဲတစ်ခုကိုရနေရမယ်နောက်တစ်ချက်သူကလည်းဂျပန်သားလည်းပဲ N4 လောက်လိုတယ်N3 လောက်ရှိလဲရတယ်ပို့ကောင်းတာပေါ့ဗျာဂျပန်သားလည်းပဲမြင့်လေပို့ကောင်းလေပဲဖြစ်ပါတယ်။ပြီးတော့အလုပ်ရှင်ကြိုက်တာနဲ့ဟိုမှာခေါ်ပေးရပေါ့နော်ဝင်လုံးလို့ရတယ်။သူကတော့သူနဲ့သက်ဆိုင်တဲ့တခြားကျွမ်းကျင်လက်မှတ်မလိုတော့ဘူးပေါ့နော်။အဲ့ဒီ web visa တော့ okay ဒါတော့ကျွန်တော်ပြောခဲ့တဲ့ဒီ visa 3မျိုးပဲဖြစ်ပါတယ်ပေါ့နော်။ပြောတာတွေထဲမှာနည်းနည်းလေးရှုပ်နေတာတွေမရှင်းတာတွေရှိလို့ရှိရင်လည်းကျွန်တော်အခုဒီ comment နေပြီးတော့ကျွန်တော်မေးပြီးလို့ရတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာထပ်ပြီးတော့မှဂျပန်နိုင်ငံကိုတွားတဲ့နေရာမှာကျွန်တော်အင်တာဗျူးရွေးတဲ့အချိန်မှာဘယ်လိုမျိုးအင်တာဗျူးကိုရွေးပြီးတော့မှဖြေရမလဲဘယ်လိုမျိုးအလုပ်တွေကိုရွေးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်ဆက်ပြီးတော့တင်ပြီးသွားမှာပဲဗျအဲ့ဒီဗီဒီယိုလေးကိုလည်းကျွန်တော်တို့စောင့်ကြည့်ပြီးဖို့ကျွန်တော်ဒီညလေးကနေပြီးတော့တောင်းဆိုလိုက်ပါတယ်โอเคဒါဆိုကျွန်တော်တို့နောက်မှတွေ့ကြရပါ